မင်္ဂလာပါဒီနေ့မှာတော့မလေးလို့ဒီယာပဂီမာနာဆိုတာသူ့ဘေကိုတော့တယ်လေဆိုတာဖြစ်ပါတယ်။တယောက်ယောက်တော့တဲ့နေရာကိုသိချင်ပေါ့နော်မေးတာပေါ့နော်လူတယောက်ကိုလိုက်ချရတယ်အဲ့လိုသဘောမျိုးနော်သူ့ဘေကိုတော့လဲဆိုတာကိုမလေးလို့ဒီယာပဂီမာနာလို့သုံးပါတယ်။ဒီယာ DIA ဒီယာဆိုတာသူမယောက်ျားဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ကျွန်တော်ဒီစကားလုံးကိုသုံးလို့ရပါတယ်နော်ပဂီ PERGI ပဂီဆိုတာတော့တယ်နော်တော့တာဟုတ်ပဲဒီပဲတော့တာပေါ့အဲ့ဒါကိုပဂီလို့ခေါ်ပါတယ်မာနာ MANA မာနာဆိုတာဘေကိုလေနော်အဲ့တော့ဒီကပဂီမာနာဆိုရင်ကျွန်တော်ပေါင်းလိုက်တော့သူဘေကိုတော့တယ်လေဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီကပဂီမာနာသူဘေကိုတော့တယ်လေနော်ကိုတရားကိုမေ့ရှင်တဲ့အခါမှာဒါကိုသုံးလို့ရပါတယ်ဒီကပဂီမာနာနော်ကဲနောက်ထပ်တစ်ခုကတော့ကျွန်တော်နော်သူဒီမှာမရှိဘူးဆိုတာကိုမလေလို့ဘယ်လိုပြောမလဲသူဒီမှာမရှိဘူးเนาะအဲ့ဒါကိုမလေးလို့ dia tak ada di siniเนาะ dia tak ada di sini သူဒီမှာမရှိဘူးเนาะဒီမှာမရှိပါဘူး dia tu tak ada เนาะ ta ဆိုတာမဆိုတာအဓိပ္ပာယ်ဖြစ်တဲ့ ada ada ဆိုတာရှိတယ်အဲ့တော့ tak ada ဆိုတာနှလုံးပေါက်เนาะမရှိဘူးเนาะ tak ada di sini DID ဆိုတာမှာဆိုတဲ့အဓိပ္ပာယ်ရတယ် sini ဆိုတာဒီမှာနေရာကိုပြောတဲ့အရာเนาะအဲ့တော့ di sini ဒီမှာနှလုံးပေါက်လို့ပြောလို့ရတယ်တလုံးတွေကိုထိလို့ရတယ်เนาะ sini ဆိုတဲ့တလုံးကိုသုံးလို့ရတယ်အဲ့တော့ dia tak ada sini အဲ့လိုပြောလို့ရတယ် dia tak ada di sini ဆိုလေရပါတယ်เนาะ